မင်္ဂလာပါရှင် Kin Audio Book YouTube Channel ကနေကြိုဆိုပါရစေ။နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေနဲ့အတူတူပရာလောကရဲ့ဖြစ်ရစမ်းကျေဇာတ်လမ်းကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေတယ်။ဒီကနေ့မှာတော့စာရေးဆရာအန်ကုန်းကြီးရဲ့မရဏဆန်အိဇာတ်လမ်းကိုအစအဆုံးတင်ဆက်သွားမှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe လေးနဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်။ဇာတ်လမ်းအသစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားက Noti ခေါင်းလောင်းကိုနှိပ်ထားပေးပါရှင်။တရုတ်မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့မူဆယ်မြို့ရဲ့လွန်စွာစီကားလာတဲ့စားပွဲရုံအတွင်းမှာဖြစ်တဲ့လောင်ကစားဝဲခိတရနာချိန်မှာကစားသမားတွေကရှမကာနယ်ပန်းဖြင့်ရောက်တဲ့ရာစကားတွေကိုပြောနေရင်ကတယောက်သောသူဟာတန်အော်ကြီးနဲ့ဟဲ့ဒုက္ခဘုံဆိုင်ကြီးထဲမှာတယောက်တည်းညအိဝဲနေသူရှိကြသေးလားရှိတယ်ဆိုရင်တော့9414နဲ့လောင်းမယ်ကွခမ်းမကြီးတစ်ခုလုံးရုတ်တရက်ညီတက်သွားတယ်မကြပါဘူးမိနစ်အနည်းငယ်အတွင်းလူလက်ပိုင်းအရွယ်ပုဂ္ဂိုလ်တအူကထိုင်ပြီးတော့အရက်တောက်နေရင်ကထလာပြီးတော့ကျုပ်အိတ်မယ်ဗျခမရဲ့လောင်ကြီးကဘလောက်လဲရှင်းရှင်းလေးပဲလေ9414ပေးမယ်ကြိုက်ပြီဗျဖဲကစားရင်တော့အဲ့ဒါလောက်သေးကြမှာမဟုတ်ဘူးဒါကမှတကယ်သေးကြတာကျုပ်စီမရှိတဲ့ရွှေတင်းကား20ကိုလောင်ကြီးထက်တိန်ဟုတ်ပြီဒါဆိုရင်ကျုပ်ကဒင်းကား100လောင်ကြီးထက်ရမှာပေါ့အားလုံးရဲ့စိတ်ဝင်စားမှုတွေကသူတို့ထံကိုစုယုံကြရောက်လာကြတယ်မကြခဏအတွင်းမှာပဲစပွဲပေါ်မှာလောင်ကြီးထက်လိုက်တဲ့ရွှေတင်းကားတွေစုပုံသွားလေတယ်လောင်ကြီးရတော့ဟုတ်ပါပြီလောင်ကြီးကိုဘသူစီမှာအပ်မှလဲစိတ်ချမှဖြစ်မှာနော်ဟာဒီအတွက်တော့မပူနဲ့ကိုလူတို့မျိုးမှာအတော်ကိုတမတမတ်ကြတဲ့အန်းကုန်းကြီးလို့ခေါ်တဲ့ပုံကိုကြီးရှိတယ်လောင်ကြီးကိုသူ့စီမှာသွားရထားကြမယ်ကိုလူနိုင်ရင်ကိုလူယူသွားကျုံနိုင်ရင်ကျုပ်ယူသွားရုံပဲကြိုက်ပြီကျုပ်ဘယ်နေ့ဘယ်ရက်သွားအိပ်ရမလဲဒီနေ့လောက်ွယ်နေညပဲကောင်းတော့ဗောဗျအဲ့ဒီလူကဖန်ခွက်ထေးရလက်ချံရက်ကိုတကြိုက်ထဲမောတောက်လိုက်ပြီးတော့ကျုပ်တို့ကိစ္စမှာတခြားစီကံချက်တွေရောရှိသေးလားထွေထွေထူးထူးတော့မရှိပါဘူးကျုပ်တို့ကကိုလူကိုအင်ကြီးတွေကအိပ်ရမယ်အခန်းထဲအထိလိုက်ပို့ပေးမယ်ပြီးရင်တော့အပြင်ကနေတော့ခတ်လိုက်မယ်မနက်လင်းတာနဲ့တကားလာပြန်ဖွင့်ပေးမယ်အဲ့ဒီအချိန်ကိုလူဘာမှမဖြစ်ဘူးဆိုရင်တော့အန်ကုန်းကြီးဆိုတဲ့ပုံကိုကြီးစီမောင်အထားတဲ့လောင်ကြီးကိုယူသွားရုံပဲဟုတ်ပြီဗျအရက်မူးအောင်တောက်ပြီးတရေတမောအိပ်ရုံနဲ့ရွှေတင်းကား100တောင်ရမှာဆိုတော့ဒီလောက်လွယ်ကူတဲ့လောင်းကစားမျိုးတစ်ချိန်မဟုတ်ဘူး10ချိန်လောက်လောင်းလိုက်ချင်ပါတယ်ဗျအဲ့ဒီနေ့ညမှောင်ရိပ်တန်းတာနဲ့အိမ်မဲ့သူကိုလိုက်ပို့ကြတယ်၎င်းဒုက္ခဘုံစံအိမ်ကြီးရဲ့တော့ဟူသမျှကိုထိမ့်သိမ့်ထားတဲ့သူကအန်ကုန်းကြီးဆိုတဲ့ပုံကိုကြီးဖြစ်တယ်လောင်းကြီးထပ်ထားသူကိုအိတ်ခမ်းထဲထည့်ပြီးအပြင်းမှတကားဝါကိုပိတ်ခါလိုက်ပို့သူတွေပြန်သွားကြတယ်အခန်းထဲရောက်နေသူကအိတ်ထဲမှအရက်ပလင်းကိုထုတ်ယူပြီးအာပါတရမော့တောက်တယ်ပုံမှန်ထပ်ပို့ယူမှုအောင်တောက်ပြီးတာနဲ့အဲ့ဒီသူကဘာမှထွေထွေထူးထူးစဉ်းစားမနေတော့ပဲကတိပေါ်တက်၍နှင်းနှင်းချိတ်ချိတ်အိတ်ပြက်လိုက်တော့လေနောက်တနေ့မနက်ပိုင်းမှာလောင်းကြီးထထားသူတွေရောက်ရှိလာပြီးတော့တကားဖွင့်လိုက်ကြတော့အလောင်းအစားပြုတ်၍ကတိမော်တက်အိတ်တဲ့ပုဂ္ဂိုလ်ကနှလုံးသွေးရက်ပြီးတော့တေဆုံးနေတာကိုအံ့ဩစွာနဲ့တွေးကြရတော့တယ်အဲ့ဒီမျိုးမှာလွန်စွာနာမည်ကြီးတဲ့ဒုက္ခဘုံစံအိမ်ကြီးကမြို့စွန်ဘက်မှာရှိပြီးတောင်ကုန်းကြီးပေါ်မှာအထီးထီးရှိနေတဲ့စံအိမ်ကြီးလေးဖြစ်တယ်အဲ့ဒီစံအိမ်ကြီးမှာရှေ့ရစောဘအမျိုးအနွယ်တွေအဆက်ဆက်နေလာခဲ့ကြပြီးတော့မိသားစုဝင်တွေကတယောက်ပြီးတယောက်အသေးဆိုးနဲ့တည်ဆုံးသွားကြတယ်ထူးဆန်းတာကတော့အဲ့ဒီလိုတည်ဆုံးနေတိုင်းအဲ့ဒီလူဘလို့တည်ဆုံးသွားလဲဆိုတာကိုစဉ်းစားမရအောင်ဖြစ်ကြတယ်တည်ဆုံးသူရဲ့အလောင်းကိုပလိတ်ဘက်ကနီးမျိုးစုံနဲ့စစ်ဆေးတယ်မူခင်ဆရာဝန်တွေကလည်းရှုထောင့်မျိုးစုံကနေစစ်ဆေးတယ်အဲ့ဒီလိုနဲ့တိကျတဲ့အဖြေမရရှိပဲနဲ့ဝိလေလေနဲ့ပြီးဆုံးသွားတာကြီးပါပဲထူးဆန်းမှုတော့ကောင်းတယ်တည်ဆုံးသူရဲ့ခန္ဓာကိုယ်မှာဘလို့တန်ရာကိုမှမတွေ့ရဘူးအစိမ့်မိတာမျိုးအစိတ်တင်တာမျိုးဆိုတဲ့လက္ခဏာတစုံတရာကိုလည်းမတွေ့ရဘူးတေဆုံးတဲ့သူကဂရင်ကြီးတစ်လုံးပေါ်မှာအိပ်ပျော်နေသလိုသူအလိုလိုတေဆုံးနေတာလည်းဖြစ်တယ်အဲ့ဒီလိုလူသက်တရက်ခံလည်းမပေါ်ဒဏ်ရာဒဏ်ချက်လည်းမရှိပဲတေဆုံးသူများလာတဲ့အခါမှာအဲ့ဒီအိမ်ကြီးမှာနေဝန်သူမရှိတော့ဒီလိုနဲ့အဲ့ဒီအိမ်ကြီးရဲ့သတင်းကတော့အဲ့ဒီနေဆက်မြို့လေးမှာလူတိုင်းပါဆက်ပြားမှာရှေးပန်းစားလာခဲ့တာလည်းဖြစ်တယ်ကျွန်တော်ပုံတော်ကမိုးမောင်ကငယ်စဉ်ကတည်းကစွန်စားလောက်ကန်ရတဲ့အလုပ်မျိုးညံကစားရတဲ့အလုပ်မျိုးအလွန်ဝါသနာပါတဲ့သူလေးဖြစ်တော့သူ့ဝါသနာနဲ့အဝင်ခွင်ကြဖြစ်စေမယ့်အလုပ်ကရဲအမှုတန်းအလုပ်သားလင်းဖြစ်သည့်ကြောင့်မထွေတန်အောင်မြင်တာနဲ့ကျွန်ုပ်လည်းဆက်ပြောင်းတက်ပြီးတော့ပလိတ်ဘက်မှာဝင်ရောက်အမှုထမ်းခဲ့တယ်ဝါသနာနဲ့အလုပ်တထက်ထဲကြခဲ့လို့လားမသိဘူးပလိတ်ဘက်မှာကျွန်ုပ်ကအချိန်တိုတိုအတွင်းမှာအောင်မြင်မှုများစွာရရှိခဲ့တယ်လို့စုံတော်မင်းကြီးပေါ်စလေတင်ရဲ့အားထားရတဲ့စုံတော်တူဖြစ်လာခဲ့တယ်ဒါဒီမကဟုတ်ကျွန်ုပ်အမည်မိုးမောင်ကလည်း CID လောကမှာပုံလကမိုးမောင်ဆိုပြီးတော့ထင်ရှားလာခဲ့တယ်အခုလဲကျွန်ုပ်ကစုံတော်မင်းကြီးရဲ့အထူးလျှို့ဝှက်ပြီးတာဝန်ပေးချက်အရာ၎င်းနေစဲမျိုးလေးကိုခရီးသွားတအုပ်ပုံစံမျိုးနဲ့မ
မထင်မရှားရောက်ရှိလာခဲ့တာလည်းဖြစ်တယ်ကျွန်တော်ဟာအဲ့ဒီမြို့လေးရဲ့အုပ်ချုပ်ရေးအရာရှိတစ်ယောက်နဲ့လွန်စွာကြောင်ကြတဲ့စားတောက်ဆိုင်လေးတစ်ဆိုင်မှာတွေ့ဆုံစကားပြောဖြစ်တယ်အတော်ထူးဆန်းတဲ့အမှုလို့ပြောရမှာပေါ့ဆရာပုံနကရေဆရာလည်းဒီအကြောင်းကိုကြားရရင်တော့စိတ်ဝင်စားမှာပဲလို့အုပ်ချုပ်ရေးမှူးကစကားဆိုလိုက်ပြီး၎င်းဒုက္ခပုံစံအင်းကြီးအကြောင်းကိုပြောတယ်သူပြောသလိုပဲကြားရတဲ့အကြောင်းအရာတွေကထူးဆန်းတယ်လို့စိတ်ဝင်စားဖို့လည်းကောင်းတယ်စဉ်းစားတွေးတောစရာတွေလည်းပါဝင်နေတာကြောင့်ညံကစားတဲ့ကိစ္စတွေကဝါသနာထုံတဲ့ကျွန်ုပ်နဲ့အဝင်ခွင်ကြတယ်လို့ဖြစ်နေတယ်အုပ်ချုပ်ရေးမှူးပြောနေတဲ့အကြောင်းအရာတွေအပေါ်မှာအဘယ်မြတ်ကြအောင်စီမျောခန်းစားမိသွားမှမသိအောင်လည်းဖြစ်သွားတယ်ကျွန်ုပ်သတိပြုမိချိန်မှာတော့ကျွန်ုပ်ဟာစိတ်ဝင်စားနားထောင်ရင်းနဲ့ကျွန်ုပ်အကျင့်အတိုင်း secret အလေးပေါင်းများစွာဖွာဆိုင်မိနေပြီဖြစ်ကြောင်း secret ခွက်ထရာ secret အစီကံတွေကတတ်သိပြနေတယ်စိတ်ဝင်စားဖွယ်ကိစ္စတွေကမပြီးသေးဘူးကျွန်တော်တို့အမှုစစ်အရာရှိအတော်များများလည်းကောင်းချောင်းနေကြပြီဆရာတစုံတစ်ယောက်ရဲ့ပယောဂမပါပဲသူ့လိုအသက်ရှူရနှလုံးသွေးရက်ပြီးတေးကြတာကြီးဆိုတော့တင်းလွန်စာရှာမရဘူးဖြစ်နေကြတယ်အလွန်ထိတ်လန့်မွေကောင်းတဲ့ဖြစ်ရတစ်ခုခုကိုမြင်ပြီးတော့အချောက်လွန်တေဆုံးသွားတာမျိုးလို့ယူဆရမလို့ဖြစ်နေပြီကျွန်တော်လည်းဒီလိုပဲယူဆကြပါတယ်လူသေးမှုတွေဖြစ်နေတာဆိုတော့ဒီအိမ်ကြီးကိုပိတ်ထားဖို့မကောင်းဘူးလားမှန်ပါတယ်ဆရာကျွန်တော်တို့လည်းအဲ့ဒီလိုလုပ်ကြဖို့စဉ်းစားပါသေးတယ်ဒါပေမဲ့ဒီအိမ်ကြီးဟာခေတ်ဆက်ဆက်ပိုက်ရှင်တွေလည်းရှိနေကြလေပြီးတော့တေးမှုတေးခင်းကိုလည်းကျွန်တော်တို့ပလိရဖွဲကဖော်ထုတ်နိုင်တာမှမရှိသေးတော့လောက်ရကန်ရအတော့ကိုခန့်နေတာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးမတင်ငါဖို့ကောင်းတဲ့အချက်တစ်ချက်လေးရှိပါသေးတယ်ဒါကိုဆရာလည်းတီးတင်းတလောက်သိနေမယ်ထင်တယ်အုတ်ချုပ်ရီမှုကစကားကိုရက်ပြီးကျွန်တော်ကိုစူးစမ်းတယ်လို့တစ်ချက်ကြည့်တယ်ကျွန်တော်လည်းသူ့ရဲ့ပါးနဲ့လိမ်မာမှုကိုသဘောကျမိလို့တစ်ချက်ပြုံးလိုက်ပြီးတော့ခမည်းထင်ထားတယ်လို့ပါပဲကျုပ်ဒီမျိုးကိုရောက်လာတဲ့အကြောင်းရင်းကလည်းအဲ့ဒီကိစ္စအဓိကပေါ့လေပလိမင်းညတင်ငါမကင်းဖြစ်နေပေမဲ့တိတိကျကျဖော်ထုတ်ဖို့အခက်တွေ့ရတယ်လို့ပြောတယ်ကျော်ဝေလာတစိမ့်ပါတဲ့ရွှေတင်းကအတုတွေထွက်နေတော့ဒီလိုအံ့ဩဖွယ်ကောင်းတဲ့လူသေးမှုကလည်းတိုက်ရိုက်စိမ့်စိမ့်ဖြစ်နေတော့ဒီအကြောင်းတရားနှစ်ခုကတနည်းမဟုတ်တနည်းပတ်သက်ဆက်နွယ်မှုရှိလိမ့်မယ်လို့ယူဆနေတယ်ဟုတ်ပါတယ်ဆရာအခုလိုဆရာရောက်လာတော့ကျွန်တော်တို့အတွက်တော့တကယ်ကိုအားရှိသွားတယ်ပလိမင်းကြီးကျိမ်းမောင်းတာကိုခံရလွန်လို့ကျွန်တော်တို့ခေါင်းတွေလည်းကျိန်းနေပါပြီဆရာလိုအပ်တာမှန်သမျှကျွန်တော်တို့လိုလေသေးမရှိဖြည့်စွမ်းပေးပါမယ်ကာမဘုံစားတော့ဆိုင်နာမည်ကိုဖတ်ရှုလိုက်တာနဲ့ကျွန်တော်ကြိုးပြင်အနှံ့စိတ်ငနေခံစားလိုက်ရတယ်ဆိုင်နာမည်ကထူးခြားတယ်လို့လာရောက်စားတော့နေသူတွေလည်းထူးခြားတယ်လို့ဆိုရမှာဖြစ်တယ်အထိန်အကော့မဲတဲ့အရက်ဒီတာအထူးသဖြင့်နေဆက်မျိုးကလေးဖြစ်လို့လွတ်လပ်ချင်တိုင်းလွတ်လပ်နေကြတာကိုဆိုင်အတွင်းမစွန်နဲ့ဆိုင်အဝင်ဝရဲ့အနေအထားကိုကြည့်ရင်ကျွန်တော်ကောင်းစွာသိရှိလိုက်တယ်စားတော့သူတွေလောင်းကစားသမားတွေမိခိုရောင်းဝယ်သူတွေနဲ့ရှုပ်ထွေးစီကားလို့နေတယ်မလုံးတလုံးဝစ်စင်မှုတွေနဲ့လိပ်ပြားကလေးများနဲ့ဟိုဒီလူးလာရှောက်လန်းနေတဲ့ညငှက်ကလေးတွေကလည်းစားတော့ဆိုင်ရဲ့နာမည်နဲ့လိုက်ရောညီထွာရှိလို့နေအခန်းတွင်းမှာရှိတဲ့စပွဲတိုင်းနေရာတိုင်းဝိုင်းတိုင်းမှာစားတော့သူတွေပြည့်နေတာကြောင့်ကျွန်ုပ်လည်းဘားကောင်တာရှိရတော့ထွက်လာခဲ့ပြီးဘားကောင်တာရှိခုံအလုံးမှာထိုင်ပြီးတာနဲ့ဝီစကီနှစ်ပတ်ခန့်မှာလိုက်တယ်ကျွန်ုပ်လိုပင်ဘားကောင်တာမှာထိုင်ပြီးရမကောက်တစိမ့်စိမ့်တောက်နေသူတွေလည်းရှိတယ်ဝီစကီလေးပတ်ခန့်ကိုတစိမ့်စိမ့်တောက်ပြီးအချိန်ဆွဲနေရင်ကစားတော့ဆိုင်ရဲ့အနေအထားကိုအကဲခတ်ကြည့်ရှုနေလိုက်တယ်အချိန်သိမ့်မယူလိုက်ရအောင်ကျွန်တော်ရဲ့အကျွမ်းတဝင်းရှိနေတဲ့အမြင်အာရုံခံစားမှုကကာမဘုံစားတော့ဆိုင်ကြီးရဲ့အနေအထားတစ်ခုလုံးကိုခြုံငုံလေ့လာနိုင်လိုက်တယ်ကျွန်တော်ဟာမှန်းစာထားတဲ့အချိန်ရောက်တာနဲ့လောင်ကစားဝိုင်းတွေရှိရာစားတော့ဆိုင်ရဲ့အပေါ်ထက်သို့တက်သွားလိုက်ပြီးကစားဝိုင်းတွေရဲ့အခြေအနေကိုအကဲခတ်လေ့လာလိုက်တယ်ဂျင်းဝိုင်းတွေ၆ကောင်ဝိုင်းတွေကိုမီဝိုင်းတွေတခြားမဝိုင်းတွေရှိတော့ဝိုင်းတိုင်းမှာဒိုင်းနဲ့ထိုးသားတွေနဲ့အထူးစီကားနေတယ်ကျွန်ုပ်ကတခြားသောဝိုင်းတွေထက်အယိုးအစားများပြတဲ့ဂျင်းဝိုင်းအနီးကိုချင်းကပ်လိုက်တယ်ဂျင်းလဲပုံလက်အယိုးအစဂျင်းကြတဲ့များနဲ့အပင်းအပတ်တွေကိုတေချာစွာမှတ်သားနေစင်ပါပဲကိုလူတို့ကိုတော်သားနဲ့ကိုတော့လောကကြီးမှာဘာတစ်ခုမှအလကားမရဘူးတစ်ခုလိုချင်းတစ်ခုကိုတော့ပေးဆက်ရမှာပဲငွေလိုချင်လားငွေထိုးလိုက်ရွှေလိုချင်ရင်ရွှေထိုးငွေထိုးရင်ငွေရမယ်ရွှေထိုးရင်ရွှေရမယ်ဆိုတဲ့တိုင်းရဲ့ဖျားယောင်းစကားကိုကြားလိုက်ရတော့ကျွန်ုပ်လည်းဘာရင်မဟုတ်ပြုံးလိုက်မိတယ်တကယ်ကိုဆွဲဆောင်မှုရှိတဲ့စကားတွေပါပဲအဲ့ဒီစကားကိုအတန်ဩဇာကောင်းကောင်းနဲ့နှစ်ကြိမ်လောက်អော်လိုက်မှပဲထိုးသားတွေလည်းရိုးထိုးရွာတာဖြစ်လာပြီးကိုကြိတ်နှစ်သက်တဲ့အကွက်တွေပေါ်ငွေသားတွေကိုထိုးချကြတယ်ပြို့မိတ်ဆွေခမည်းဘာငိုင်းနေတာလဲတွေ့ဝေနေရင်အခွင့်အရေးကခမည်းရှိရပြန်လှည့်သွားလိမ့်မယ်ရဲရဲသာလှုပ်လိုက်စမ်းပါရဲတဲ့လူပဲမင်းဖြစ်တဲ့ဆိုတဲ့စကားပုံကိုခမည်းမကြားဘူးလားတိုင်းကထိုးသားတွေရဲ့ငွေတွေကိုအကဲခတ်လိုက်ပြီးသူလိုချင်တဲ့အနေအထားကိုရောက်တာနဲ့ဂျင်းကိုလှည့်ပြီးအုပ်လိုက်တယ်ကျွန်တော်ကတိုင်းရဲ့လက်လက်ပုံနဲ့ဂျင်းကြတဲ့ကိုအတိအချာနားထောင်ရင်ကသဘောကျစွာပြုံးလိုက်တယ်ကျွန်ုပ်လည်းချက်ချင်းပဲကုတ်အင်းကြီးအိတ်ထဲကရွှေတင်းကငါးပြားကိုထုတ်ပြီးမွေးအကွက်ပေါ်သို့တင်ထိုးလိုက်တယ်တိုင်းကကျွန်ုပ်မျက်နှာကိုစူးစမ်းတယ်လို့တစ်ချက်မော့ကြည့်တယ်
ကျွန်တော်ရဲ့ဟန်အတိုင်းမခိုးမခန့်ပြောရင်စီကရက်ဖွာရင်ကမသိတယ်လို့နေလိုက်တယ်ကဲလက်ဆောင်ညလာပြီးလက်ကောင်ပါလေဟာဖွင့်လိုက်တာနဲ့မွေရုပ်ပေါ်လာလို့ကျွန်ုပ်အယော်ရလိုက်တယ်ဒိုင်းကရွှေတင်းကားနဲ့ပဲအယော်ပေးတယ်နောက်တစ်ချိန်မှလည်းကျွန်ုပ်ကရွှေတင်းကားကိုကြီးမဲထိုးတော့အလှဲတိုင်းလိုကျွန်ုပ်အယော်ရနေတယ်ဒိုင်းလို့သူလည်းအတော့ကိုမျက်စိမျက်နှာပြက်နေတယ်သူရှိရရွှေတင်းကားများမှလည်းအလှဲတိုင်းလိုရောနေရလို့တဖြည်းဖြည်းနဲ့ကုံသွားတော့လေဒိုင်းလို့သူလည်းအတော့ကိုမျက်စိမျက်နှာပြက်နေတယ်သူရှိရရွှေတင်းကားတွေကလည်းဒိုင်းစီရရွှေတင်းကားမှန်သမျှကျွန်ုပ်ထံမှာစုပုံရောက်ရှိနေတယ်ကျွန်ုပ်သိမ်းစီးဖို့အခက်တွေ့နေစင်မှာပဲကျွန်ုပ်အနီးတို့မုတ်စိတ်မွေနှက်ခမ်းမွေးတွေဖြူစွတ်နေတဲ့အဖိုးကိုတယောက်ရောက်ရှိလာပြီးကျွန်ုပ်ကိုအိတ်လေးတစ်လုံးလာပေးတယ်ကျေးဇူးပါပဲအဖအဖိုးအိုကပြုံးနေရဲ့မောင်ရင်လေးကိုကျုပ်သဘောကျတယ်ကျုပ်ဒီဝိုင်းတွေကိုညတိုင်းလောက်နေရောက်ပါတယ်မောင်ရင်လေးကိုတစ်ခါမှမမြင်ဘူးဟုတ်ပါတယ်ကျွန်တော်ကဧည့်သည်စိမ်းမှာကုံရုံးကုံဝယ်ကိစ္စနဲ့ဒီမျိုးကိုရောက်လာတာပါအဖိုးအိုကစူးစမ်းတယ်လို့တစ်ချက်ကြည့်လိုက်ပြီးဘလို့ပဲဖြစ်ဖြစ်လေမောင်ရင်လေးအရန်ကန်ကောင်းတယ်ဒီလိုဝိုင်းမျိုးတွေကအဆုံးသက်မှာဒိုင်ကအားလုံးတိမ့်သွားတာကြီးပဲမောင်ရင်လိုထိုးတိုင်းနိုင်တဲ့လူကရှားတယ်မောင်ရင်နဲ့တွေ့တဲ့ဒိုင်ကတော့ဒီညကန်ဆိုးသွားတာပေါ့ကွာလောင်းကစားတဘာဝပေါ်ပါရဲ့ဒါနဲ့အဘကရောဒီမျိုးပါပဲလားဒီနေသားပေါ့ဒီနေတဝိုက်မှာအဘကိုအန်ကုန်းကြီးလို့လူသိများပါတယ်အဘအလောက်ကင်ကတော့ဒီနေတဝိုက်မှာဘယ်သူမှမလုံဝင်တဲ့အလုပ်ကိုလုပ်နေသူပေါ့ကျွန်ုပ်ကအံ့ဩသလိုအမှုအရာနဲ့ပုံကိုကြီးကိုကြည့်လိုက်ပြီးတော့အထူးအဆန်းမှလားအဘရဲ့ဘယ်လိုအလုပ်မျိုးလဲဆိုတာပြောပြပါလားပုံကိုကြီးကပြုံးလိုက်ပြီးတော့မောင်ရင်လေးကဧည့်သည်စိမ်းဆိုတော့ကြားဘူးကျင်မကြားဘူးမင်းဒီနေရလူတွေကတော့သိနေကြတာပေါ့ဒုက္ခဘုံစံအိမ်ကြီးကိုစောင့်ရှောက်နေတဲ့အန်ကုန်းကြီးဆိုရင်လူတိုင်းသိတာပေါ့ကျွန်တော်လည်းအခုမှသိလိုက်ရတဲ့အမှုအရာနဲ့ပုံကိုကြီးကိုအထင်းကြီးလေးစားသလိုတစ်ချက်ကြည့်လိုက်ပြီးအော်အဘရဲ့ရေးစွမ်းတက်တီကိုတော့ချီးကျူးပါတယ်ဗျကဲပါအဘရဲ့ဒီညတော့ကျွန်တော်အောင်မွေးခံနေအထင်းအမှတ်အနေနဲ့အဘကိုအိတ်ခံမရစီအဲ့ဒါလို့ပြောပြီးကျွန်ုပ်ကပင်ဦးဆောင်ကစားတော့ခန်းစီတို့ထွက်လာလိုက်တယ်အတော်လည်းအချိန်လင့်နေပြီဖြစ်လို့စားတော့ခန်းမှာအတော်အတန်လူရှင်းနေပြီဖြစ်တယ်လွတ်နေသောစပွဲဝိုင်းတစ်လုံးမှာထိုင်မိကြတာနဲ့ကိုနှစ်သက်ရာစားတော့တွေကိုမှားယူလိုက်ကြတယ်ကျွန်ုပ်ကရွှေတင်းကထည့်ထားတဲ့အိတ်ကိုစပွဲပေါ်တင်ထားလိုက်စင်မှာပဲပုတ်ကိုကြီးကမောင်ရင်လေးကလောင်းကစားကိုအတော်ဝါသနာပါပုံရတယ်ကျွန်တော်ကလောင်းကစားလုပ်ရမယ်ဆိုရင်ထမင်းမဟင်းမဖြစ်သွားတာကြီးပဲအခုဒီညလည်းဒီလောက်ကစားလိုက်ရတာကိုစိတ်ကတဲပြီးအားမရခြင်းမူဖြစ်နိုင်ရင်စွန်းစွန်းစားစားလုပ်ရတဲ့ပွဲကြီးပွဲကောင်းလောင်းကစားမျိုးလောင်းရင်တာပုတ်ကိုကြီးကသဘောကျသွားပြီးတော့အသက်ထွက်အောင်မင်းရှိလိုက်တယ်အဲ့ဒီအချိန်မှာပဲမှားထားတဲ့စားတောက်တွေရောက်လာတာကြောင့်စကားစာပြတ်သွားပြီးအစားတောက်တွေကိုကိုစီစားတောက်လိုက်ကြတယ်အတော်အတန်စားတောက်ပြီးစီမှာတော့ပုတ်ကိုကြီးကမောင်ရင်ကပွဲကြီးပွဲကောင်းတွေ့ရင်တကယ်လောင်းမလားဟာတကယ်ပွဲကောင်းဆိုလို့ကတော့လေလောင်းမိသားပဲလောင်းကစားပွဲကအကျိုးအမြတ်များတယ်လို့အသက်နဲ့ရင်ပြီးလောင်းရတဲ့ပွဲဆိုတော့မောင်ရင်ဖြစ်ပါမလားသိဖြစ်တာပေါ့ဘာရဲ့ဘယ်လိုလောင်းကစားမျိုးလဲဆိုတာပြောပြပါဦးကျွန်တော်ကပုတ်ကိုကြီးရဲ့စကားလမ်းကြောင်းကိုဥတီရရအောင်ဆွဲခေါ်သွားလိုက်တော့ကျွန်ုပ်လူချင်းတဲ့အခြေအနေကိုဆက်ရောက်သွားတယ်ဒီမျိုးရဲ့အရှိဘက်မှာစံအိမ်ကြီးတအိမ်ရှိတယ်အားလုံးကတော့အဲ့ဒီစံအိမ်ကြီးကိုဒုက္ခဘုံစံအိမ်ကြီးလို့သိထားကြတယ်ရှေးလူတွေစောက်သွားခဲ့ကြတာပေါ့အခုတော့လူမနေတာကြပြီဘာဖြစ်လို့လဲဆိုတော့နေတဲ့လူတိုင်းတည်နေကြလို့ပေါ့အခုတော့အဲ့ဒီအိမ်ကြီးကစွန့်စွန့်စားစားလောင်းကစားလုပ်ချင်သူတွေအတွက်လောင်းကစားဝိုင်းကြီးဖြစ်နေပြီလေကျွန်ုပ်ကလည်းစိတ်ဝင်စားမှုအထွတ်အထိပ်ရောက်သွားတယ်လို့ပုံစံမျိုးနဲ့ကြောက်လားကြားရတာတကယ်စိတ်ဝင်စားစရာပဲဘလို့အလောင်းအစားမျိုးလဲဆိုတာကိုပြောပါအောင်ပါရဲ့အဲ့ဒီအိမ်ကြီးကတရေ6တေလို့နာမည်ကြီးပြီးနေတဲ့လူတိုင်းနဲ့တယောက်ပြီးတယောက်တေးကြတော့ဘယ်သူမှမနေဝံ့ညာဘူးအဲ့ဒီအိမ်ကြီးထဲမှာအခန်းတစ်ခန်းထဲမှာတညအိမ်ဝင်တဲ့လူရှိရင်လောင်းကြီးထပ်ပြီးတော့လောင်းရတယ်လေလောင်းကြီးကိုမောင်ရင်လေးသိရင်တိတ်အံ့ဩသွားမယ်စိတ်ဝင်စားတယ်ပါရဲ့လောင်းကြီးကိုပြောပါအောင်လောင်းကြီးက9စားတစ်စပေါက်တယ်အိမ်ဝင်တဲ့သူဘက်ကရွှေတင်းက10ပြားထက်ရင်တစ်ဖက်က90ထက်မယ်ဒါပေမဲ့ဘယ်သူမှမအိမ်ဝင်ပါဘူးကောင်းပြီလောင်းကြီးအပေါ်မှာရောကန့်သက်ချက်ရှိသေးလားမရှိဘူးကိုနိုင်တဲ့လောင်ကြီးကိုတင်လိုက်ရုံပဲကျွန်တော်လည်းသဘောကျစွာပြုံးလိုက်ပြီးတော့ကဲဖကျွန်တော်ရဲ့ဝါသနာနဲ့တထက်ထဲကြတဲ့လောင်ကစားပွဲမျိုးကြုံရလို့တကယ်ပြောသွားပြီဒီညကျွန်တော်နိုင်တဲ့ရွှေတင်းကားတွေအားလုံးကိုလောင်းကြီးထပ်မယ်လို့စိတ်အားထက်သန်စွာပြောလိုက်တော့အန်ကုန်းကြီးဆိုတဲ့ဖိုးကြီးကကျွန်တော်ကိုတနာစရာတရဝါလေးတစ်ဖွဲကြည့်ရင်ကအတေရချစဉ်းစားပါအောင်လားမောင်ရင်အဲ့ဒီမှာအိတ်တဲ့သူတွေတယောက်မှအသက်မရှင်ကြဘူးနော်ကိစ္စမရှိပါဘူးအဘရဲ့ကျွန်တော်ဒီလိုအသက်နဲ့ရင်ပြီးတော့စွန့်စားရတဲ့ကိစ္စတွေကိုပွဲပွဲနှွှဲလာနေသူပါလောင်းကြီးထက်မဲ့သူတွေကိုသာကျွန်တော်စီကိုခေါ်လာပေးပါကျွန်တော်အောင်မွဲခံလို့ကတော့အဘအတွက်မနစ်နာစေရပါဘူးစပွဲပေါ်ကစားတောက်တွေကိုကျွန်တော်အေးအေးဆေးဆေးစားတောက်နေစမှာပဲခဏကြာမှတော့အန်ကုန်းကြီးနဲ့အတူလူ3ယောက်လိုက်ပါလာတယ်အဲ့ဒီသူတို့ကအဝတ်အစားကိုတေးသေးတက်တက်ဝတ်ဆင်ထားကြပြီးတယောက်သောသူရဲ့လက်မှာလေးလံသောအိတ်ကြီးတစ်လုံးပါလာတယ်
အန်ကုန်းကြီးကကျွန်ုပ်နဲ့အဲ့ဒီသူတို့ကိုမိတ်ဆက်ပေးတယ်သူတို့အားလုံးကကျွန်ုပ်ကိုအကဲခတ်ကြည့်နေကြပြီးအဲ့ဒီလိုကြည့်နေရင်ကသူတို့အကြည့်တွေကရွှေတင်းကအိတ်ကြီးစီတို့မကြာခဏရောက်သွားတယ်သူတို့အထဲမှာခေါင်းဆောင်ဖြစ်ဟန်တူတဲ့ပုဂ္ဂိုလ်တအုပ်ကဒီလောင်းကစားပွဲကိုခမည်းလက်ခံမှုတကယ်ဆုံးဖြတ်လိုက်ပြီပေါ့အတေးရချပေါ့ဗျလောင်းကြီးဘလောက်ထက်မလဲဒီအိတ်ထဲကဒင်းကားပြားတွေအကုန်လုံးပဲကြိုက်ပြီဗျကျုပ်တို့ကလည်းဒီလိုစိတ်သက်ရှိတဲ့လူတွေနဲ့မှလောင်းကျင်တာလို့ပြောလိုက်ပြီးတော့သူ့အနီးမှာရှိနေတဲ့ပုဂ္ဂိုလ်နှစ်ဦးကိုဟိတ်ကောင်တွေသူ့အိတ်ထဲမှာရှိနေတဲ့ရွှေတင်းကားတွေဘလောက်လဲဆိုတာကိုရည်ကြီးလိုက်စမ်းဆိုပြီးတော့အမိတ်ပေးလိုက်တာနဲ့အဲ့ဒီသူတို့လည်းကျွန်ုပ်ရွှေတင်းကားအိတ်ကိုဖြည့်၍ဇပွဲပေါ်တွန်းချလိုက်ပြီးရေတွက်ကြလေတယ်ရွှေတင်းကားအပြား900ရှိကြောင်းရေတွက်ပြီးတာနဲ့အဲ့ဒီသူကသူ့အိတ်ကြီးတွေကရွှေတင်းကားတွေကိုဇပွဲပေါ်တွန်းချလိုက်တော့မီးရောင်အောက်မှာရွှေပုံကြီးတစ်ဖွဲဖြစ်သွားတော့တယ်အခြားသောဇပွဲဝိုင်းတွေမှာစားတောက်နေကြသူတွေလည်းအယောင်တလက်လက်တောက်ပနေတဲ့ရွှေတင်းကားတွေကိုစိတ်ဝင်စားနဲ့လှမ်းကြည့်နေကြတယ်။လောင်ကြီးကိစ္စပြီးပြတ်တာနဲ့သူတို့ကရွှေတင်းကားတွေကိုအိတ်တလုံးထဲမှာတစုတစည်းတွေထည့်လိုက်တယ်။ပြီးတော့ကျွန်ုပ်ရှိသူစာရွက်တစ်ရွက်ချပေးလာလို့ကျွန်ုပ်ကြည့်လိုက်တော့စာချုပ်တစ်စောင်ဖြစ်နေပြီးစာချုပ်ပေါ်မှာရေးထားတဲ့အကြောင်းအရာတွေကိုဖတ်ကြည့်လိုက်တယ်။နှစ်ဦးသဘောတူအလောင်းစားပြုလုပ်တဲ့စာချုပ်ဖြစ်ပြီးအကယ်၍အကြောင်းတစ်စုံတစ်ခုဖြစ်ခဲ့ပါကမိမိတာဝန်သာဖြစ်ကြောင်းဆိုပြီးတော့လည်းရေးသားထားလိမ့်တယ်။အဓိကချက်ကတော့မိမိရဲ့ဆန္ဒအလျောက်ပြုလုပ်ခြင်းဖြစ်တာကြောင့်ကိုဖြစ်ကိုခံဆိုတဲ့သဘောပဲဖြစ်တယ်။တယောက်ကဖောင်တိန်ကိုအဖုံးဖွင့်ပြီးကျွန်ုပ်ရှေ့ကိုချပေးလေတယ်။ကျွန်ုပ်ကအချိန်ဖေးနှွဲမနေပဲ၎င်းစာချုပ်အပေါ်မှာလက်မှတ်ရေးထိုးလိုက်ပြီးတာနဲ့အဲ့ဒီသူတို့ကိုရဲဝံစွာကြည့်လိုက်ပြီးစာချုပ်ကိစ္စပြီးပြီဆိုတော့ဒီလောင်းကြီးတွေရဲ့လုံခြုံမှုကိုခမည်းတော်ဘလို့စီစဉ်ထားတယ်လေ။ကျုပ်သိကျင်တယ်လို့ပြတ်သားစွာနဲ့မေးလိုက်တော့ခေါင်းဆောင်လို့သူကသဘောကျစွာနဲ့တစ်ချက်ရှိလိုက်ပြီးရှင်းမာတဲ့မိတ်ဆွေကဒီလောင်းကြီးတွေရဲ့လုံခြုံမှုကမိတ်ဆွေအိတ်ရမယ်အခမ်းမဲ့ပေါ့ဒီထက်လုံခြုံတဲ့နေရာဘယ်မှမရှိပါဘူးမိတ်ဆွေတခါတည်းယူသွားပါမိတ်ဆွေအခန်းထဲဝင်သွားတာနဲ့ကျုပ်တို့ကအပြင်ကနေတော့ခတ်ထားလိုက်မယ်နောက်တနေ့မနက်မှာကျုပ်တို့ကမျက်မြင်သက်သေတွေနဲ့အတူတကားလာဖွင့်တဲ့အချိန်မှာမိတ်ဆွေဘာမှမဖြစ်ဘူးဆိုရင်အဲ့ဒီရွှေတင်းကအိတ်ကိုယူပြီးပြန်သွားရုံပဲတစုံတစ်ခုဖြစ်သွားရင်တော့အဲ့ဒီလိုစကားကိုရက်လိုက်ပြီးကျွန်ုပ်ကိုစီစီကြည့်တယ်โอเคဒီလောက်ဆိုကျွန်ုပ်သဘောပေါက်ပြီးကျွန်ုပ်ကချက်ချင်းမင်းနာရီကိုကြည့်လိုက်တော့အချိန်ကည10နာရီပင်ရှိပြီဖြစ်တယ်။ကောင်းပြီ။ဒါဆိုအချိန်မဆိုင်မင်းနဲ့အဲ့ဒီဆန်အိမ်ကြီးတွေကခမည်းတော်ပြောတဲ့အခန်းထဲသွားကြတာပေါ့။ကျွန်ုပ်ကစိတ်အားထက်သန်စွာပြောပြီးထိုင်ရာကထားဖို့ဟန်ပြင်လိုက်တော့ခေါင်းဆောင်လို့သူကချက်ချင်းဆိုသလိုရင်းနီဖော်ရည်တဲ့လီတန်းနဲ့တိတ်ပြီးလို့ဖို့မလိုပါဘူးမိတ်ဆွေရဲ့ပွဲရဖြစ်သွားပြီဆိုတော့ပွဲအောင်မြင်တဲ့အထင်ရမှတ်အနေနဲ့ကျုပ်တို့ကမိတ်ဆွေကိုအဲဝဲပြုပေးရစီလို့ဆိုကစားကောင်းတောက်ဖွယ်တွေနဲ့အကောင်စားအရက်တွေကိုမှားယူလိုက်တယ်မကြခင်မှာပဲစားတောက်ဖွယ်ရတွေရောက်ရှိလာလို့ကျွန်တော်လည်းသူတို့စိတ်ကျေနပ်လောက်အောင်စားလဲစားတောက်လဲတောက်လုပ်လိုက်တော့အဲ့ဒီသူတို့လည်းလွန်စွာအကြိုက်တွေ့နေကြတယ်တကယ်တော့ကျွန်တော်ကအဲ့ဒီလိုတရင်တန်းနေပြရင်ကသူတို့ရဲ့အရေးအခြေကိုအကဲခတ်လို့တော့ကြောင်းလည်းဖြစ်တယ်ခေါင်းဆောင်လို့သူကကျွန်တော်နဲ့တရင်တန်းစကားဆိုရင်ကကျွန်တော်ရဲ့အရက်ခွက်ထဲသို့အရက်ကိုမပြန့်ငှဲ့ပေးလေတယ်ခွက်ထဲကအရက်ကိုတောက်ရွေ့ပေမကုန်သေးသူကအပြစ်ပြန်လေးဖြည့်ပေးနေတယ်ကျွန်တော်လည်းပါပါနဲ့နဲ့တောက်တော့ရင်အချိန်တခဏလိုက်လိုက်ရော်နေလိုက်ပြီးတာနဲ့ပုံမှန်ထက်ပိုပြီးမိုးရည်ရှိဝေသွားတဲ့လေတန်းနဲ့ကဲမိတ်ဆွေတို့ဒီလောက်တောက်စားလိုက်ရတဲ့အတွက်ကျေးဇူးပါပဲဗျကျုပ်အတော်လေးမူသွားပြီရေချိန်လော်နဲ့သူအတွက်လက်တလောအလိုအဆုံကအိတ်ဆက်ဖို့နေရပါပဲဆိုတော့ကျုပ်အတွက်တော့ဒီညကတကယ်ထူးခြားတဲ့ညပေါ့ဗျအိတ်ဖို့နေရလဲရှိတယ်အဲ့ဒီလိုတညလေးအိတ်လိုက်တာနဲ့သုံးမကုံဖြုံးမကုံနဲ့ရွှေတင်းကားတွေလည်းရမယ်ဆိုတော့ကဲမိတ်ဆွေတို့ရအချိန်ဖြုံးမနေပါနဲ့တော့ကျုပ်အိတ်ဆက်ရမယ့်နေရာဒါအမြန်ပို့ပြီးကြပါတော့ဗျာလို့ရှားလေးအားလေးပြောလိုက်တော့လောင်းကြီးထက်သူတွေကကျင်းနဲ့စွာနဲ့ပြုံးလိုက်ပြီးဝိုင်းသိမ့်လိုက်တယ်အချိန်ရနေငယ်အတွင်းမှာပဲကျွန်ုပ်တို့လူတစုသည်မြင်းရထားစီပီဒုက္ခဘုံစံအင်ကြီးစီကိုရောက်ရှိလာကြတယ်ကာမဘုံဆိုသောစားတောက်ဆိုင်ကြီးရှိမှကျွန်ုပ်တို့မြင်းရထားထွက်ခွာလာတဲ့အခါမှာလူအများကကျွန်ုပ်တို့လူတစုလိုက်ပါသွားတဲ့မြင်းရထားကိုကြည့်ရင်တိုးတိုးတိတ်တိတ်စကားပြောနေကြတာကိုကျွန်ုပ်သတိထားမိလိုက်တယ်သူတို့ဘလို့စကားတွေပြောနေကြတာကိုလည်းကျွန်ုပ်မှန်းဆမိတယ်နောက်တနေ့မနက်မှာလူသိမှုသတင်းကြားရတော့မယ်ဆိုတဲ့စကားတွေပဲဖြစ်တယ်ကျွန်ုပ်တို့ရောက်ရှိသွားတာနဲ့အဲ့ဒီအင်ကြီးအတွင်းကိုဝင်ရောက်နိုင်ဖို့စွမ်းဆောင်ပေးနိုင်သူကအင်ကြီးကိုအစဉ်တစိုက်စောင့်ရှောက်လာခဲ့တဲ့အန်ကုန်းကြီးဆိုတဲ့အဖိုးအိုကြီးပဲဖြစ်တယ်ကျွန်တော်ဟာညရဲ့အမောင်ထဲမှာပဲအင်ကြီးကိုရနိုင်သမျှအကဲခတ်လေးလာမိတယ်တော်ယုံအသိငယ်သူဆိုရင်အဲ့ဒီအင်ကြီးရဲ့အရေးအာဝါဒအောင်ရောက်တာနဲ့စက်တီးပြင်းပြထပြီးတော့လှည့်ပြေးသွားပြီလိမ့်မယ်မရဏစံအိမ်ဆိုတဲ့အမည်နဲ့လိုက်ပါပြီးတယ်လို့ကျွန်ုပ်မှတ်ချက်ချလိုက်မိတယ်တောင်ကုန်းအမြင့်မှာစောက်ထားတဲ့ရွှေစံအိမ်ကြီးဖြစ်တယ်လို့ကျွန်းသစ်တွေနဲ့ဒူးတွေကြီးမားစွာဆောက်လုပ်ထားသည့်သာမကရှင်းနန်းတွေအထက်ထက်တုတ်ထားတာကြောင့်တအိမ်လုံးမဲမှောင်နေတယ်လာမိုင်းညားတွေမှာဆိုရင်တော့အဲ့ဒီအိမ်ကြီးကိုအဝေးကနေကြည့်ရင်မကောင်းဆိုးဝါးကြီးငုတ်တုတ်ထိုင်းနေတယ်လို့ထင်မှတ်ရတယ်
တညာလုံးမဲမှောင်နေတာကြောင့်ကျွန်ုပ်တို့အားလုံးမိတိုင်ကိုစီနဲ့အိမ်ထဲဝင်ကြရတယ်။အကုန်းကြီးကတော့ရေးကိန်ဆောင်ပြီးအခန်းတွေရဲ့တကယ်ရွက်တွေကိုတစ်ခုပြီးတစ်ခုဖွင့်နေတကားချက်ကြီးတွေကကျွန်းတကားချက်ကြီးတွေဖြစ်ပြီးတော့အချို့တကယ်ရွက်တွေဆိုရင်လူတရက်မကအမြင့်ရှိတယ်။ကျွန်ုပ်တို့ကအိမ်အောက်ထက်အိမ်ကမ်းမကြီးကိုဖျက်ကျော်ပြီးလှေကားမှတဆင်အပေါ်တက်ကိုတက်ခဲကြတယ်။တိတ်ဆိတ်တဲ့ညအချိန်ဖြစ်တာကြောင့်ကျွန်ုပ်တို့ရဲ့ခြေသံတွေကအိမ်ကြီးအတွင်းမှာဟင်းထွက်နေတယ်။အပေါ်တက်မှာအချို့သောအခန်းတွေကပိတ်ထားတယ်။အကုန်းကြီးကရှေ့မှာဥဆောင်ရင်းနဲ့ကျွန်ုပ်အိပ်ရမယ့်အခန်းစီသို့ခေါ်ဆောင်သွားတယ်။အခန်းထဲရောက်တာနဲ့ကျွန်ုပ်နဲ့လောင်းကြီးထက်ခဲတဲ့လူတွေစုကအချိန်တိုင်းလိုတဲ့ဆန္ဒမရှိဘူး။အိမ်ကြီးထဲမှာအလင်းအမြန်ပြန်ထွက်ချင်နေတဲ့ထင်တယ်။ကဲမိတ်ဆွေအချိန်လေးလင်းနေပြီ။မိတ်ဆွေလည်းအိတ်ချင်နေပြီမဟုတ်လား။ကောင်းသောအိတ်ဆက်ချင်တဲ့ဒီတညကုံဆုံးပါစီလို့ဆုတောင်းပါတယ်ဗျ။ကျုံမိတ်ဆွေကိုခွင့်ရေးတစ်ခုအနေနဲ့ဒီဖျောင်းနိုင်တဲ့တိုင်ကိုပြီးခဲ့ပါမယ်။အဲ့ဒီဖျောင်းနိုင်ကုံရင်တော့အမောင်ထဲမှာပဲနေလိုက်ပေါ့ဗျ။ဒါပေမဲ့ခမည်းမူပြီးအိပ်ပျော်သွားလို့ဖျောင်းနိုင်ဘလို့ကုံသွားမှန်းတောင်သိလိုက်မှမထင်ဘူး။အဲ့ဒီအချိန်မှာကျွန်ုပ်ကလည်းသူတို့ကိုခက်မြန်မြန်မင်းထွက်ခွာသွားစီခြင်းနဲ့ကျွန်တော်လည်းကျွန်ုပ်ကအမှုချိန်မြင့်ပြီးတော့လွန်စွာအိတ်ချင်နဲ့အမှုအရာမျိုးဟန်ဆောင်နေပြလိုက်တော့သူတို့တွေလည်းအခန်းထဲမှာထွက်ခွာသွားပြီးတော့တကယ်ရွက်ကိုအပြင်မှာတော့ခတ်လိုက်တယ်။မကြခင်မှာပဲအဲ့ဒီသူတို့ရဲ့ခြေတံတွေတဖြည်းဖြည်းပျောက်ကွယ်သွားလို့ကျွန်ုပ်လည်းပရင်းတကားဝါစီတို့သွားပြီးတော့ခြံဝင်းတကားစီတို့ငုံကြည့်လိုက်ရာသူတို့အားလုံးတယောက်မှကြံရမနေပဲထွက်ခွာသွားတာကိုမသေးမကွေးမြင်လိုက်တယ်။အဲ့ဒီအခါမှာကျွန်ုပ်လည်းတခုတည်းသောဖျောင်းနိုင်မီအလင်းနဲ့အခန်းကိုကြည့်ရှုလေ့လာတယ်။ပရင်းမောက်တကားတွေရဲ့လုံခြုံမှုအစပြုပြီးကြည့်ရှုတယ်။အပြင်ဘက်မှာမှန်တကားတွေတက်ထားပြီးအတွင်းမှာတန်တိုင်းတွေတက်ဆင်ထားလို့လုံခြုံမှုကအတော်စိတ်ချရတယ်။ကျွန်တော်ဟာအသိရှိနေတယ်။စပွဲတစ်လုံးကိုလိုသလိုမယူရွှေ့ပြောင်းပြီးအဲ့ဒီစပွဲပေါ်တက်ပြီးမျက်နှာချက်နဲ့နန်းရံတွေကိုကြည့်ရှုလေ့လာတယ်။စစ်ဆေးတယ်။ကျမ်းမြင်ကိုလည်းစစ်ဆေးကြည့်ရှုတယ်။မသိငါဖြစ်เสียဆိုပြီးတော့ဘာမှမတွေ့ရဘူး။မိတိုင်အလေးနဲ့အခန်းတစ်လျှောက်လှည့်ပတ်ကြည့်ရှုတယ်။ကျွန်တော်အိတ်ဆက်ရမယ့်ကြေးကလေးကြီးကိုလည်းအသေးအချာကြည့်ရှုစစ်ဆေးတယ်။ကလေးကြီးအားတကယ်ရှေးအောင်ကြေးကလေးကြီးဖြစ်တယ်။ကလေးအောက်မှာရှင်းလင်းနေတဲ့ကျမ်းမြင်သာရှိတယ်။ကတင်ပေါ်မှာတော့မှုရဆောင်ကောင်းဦးတွေရှိပြီးခြံတော်ကိုဘေးသို့ဆွဲလိတ်တင်ထားတယ်။ခြေရင်ဘတ်နန်းရံတွေမှာတော့ပန်းကနုတ်တွေနဲ့ပေါင်းကော့ထားတဲ့ပကြီးကားချက်ကြီးတစ်ချက်ရှိတယ်။အဲဒီအခါမှကျွန်ုပ်လည်းပကြီးကားရဲ့လက်ရာကိုအသေးအချာကြည့်မိတော့တယ်။တကယ်ကိုအသက်ဝင်လာတဲ့ရေးချက်တွေနဲ့ပုံဖော်ထားတဲ့ပကြီးကားဖြစ်တော့ကြည့်ရှုသူရဲ့အာယုံကိုရုပ်ချင်းဖန်ဆားနိုင်စွမ်းရှိတယ်။တောင်ဆွဲနေကွဲကားနီးအချိန်မှာလူတယောက်ကိုခုတ်သက်တော့မိလူသက်သမားရဲ့ဟန်အမှုအရာကိုရေးဆွဲထားတာဖြစ်တယ်။လူသက်သမားကကြောင်းကိုမြောင်းနေအောင်ကြိတ်ထားပြီးပေါင်မထိုးခွင်းနေလေရှိတယ်။အပေါ်ပိုင်းဗလာကျင်းထားတဲ့ခန္ဓာကိုယ်မှာလည်းစေးမိကြောင်ရုပ်တွေကိုလုံးပြည့်ရေးထိုးထားတယ်။မျက်နှာထားရက်ဆက်ဖို့အဝဲမလေးတဲ့အမှုအရာမျိုးရှိပြီးတော့နှက်ခမ်းမွေပက်မြိုင်းမွေတွေရှိတယ်။အဲ့ဒီအမှုအရာတွေအားလုံးကိုလွှမ်းခြုံပြီးထေရှားပေါ်လွင်စေတာက၎င်းလူသက်သမားကင်ဆောင်ထားတဲ့ဓာတ်ဖြစ်တယ်။ဓာတ်အယောင်တလက်လက်တောက်ပါနေပြီးဓာတ်အသွေးတွေစီးကြနေပုံမှလည်းအသက်ဝင်လာတယ်။ကြည့်ရှုသူရဲ့ဘဝင်ကိုတစိမ့်စိမ့်ကြောချမ်းသွားစီလာအောင်လက်ရမြောင်းလာတဲ့ပကြီးကားတစ်ချက်ပဲဖြစ်တယ်။ကျွန်တော်လည်းမိတိုင်အလင်းနဲ့အဲ့ဒီပကြီးကားအနည်းကိုတိုးကပ်ပြီးတော့ကြည့်လိုက်တယ်။လက်နဲ့လည်းကင်တွဲစစ်ဆေးလိုက်တော့ပကြီးကားအနံ့ရံမှာအသေးအချာကက်ရိုက်ထားခြင်းဖြစ်ကြောင်းလည်းသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကျွန်ုပ်ကမထင်မှတ်ဖဲအံ့ဩဖွယ်အခြေအနေတစ်ခုကိုတွေ့လိုက်တယ်။ခြေထောက်စီမှာစေးကက်ကက်အထီးအတွေ့ကိုသတိပြုမိလိုက်လို့မီးအောင်နဲ့ငုံကြည့်လိုက်တော့ချုပ်သွေးစာပြူနေတဲ့သွေးဆက်အချို့ဖြစ်ကြောင်းသိလိုက်ရလို့ဖြစ်တယ်။အဲ့ဒီသွေးဆက်တွေရှိတာကလည်းပကြီးကားတွေကဓာတ်အောက်တဲ့နေရာလောက်မှာဖြစ်တယ်။ဒီအခန်းထဲမှာထူးခြားမှုတစ်ခုအမှန်ရှိနေပြီလို့ကျွန်တော်ကောက်ချက်ချလိုက်တယ်။ဒီပကြီးကားထဲမှာအခန်းထဲမှာတေဆုံသွားကြတဲ့သူတွေနဲ့တန်ဒီတဖုံဆက်ဆက်နေမှတေးကြနေပြီ။ဖျောင်းနိုင်ရဲ့အရွယ်စားကလည်းတဖြည်းဖြည်းနဲ့ရော့ကျလာနေပြီဖြစ်တော့မင်းနဲ့အနေငယ်ဆိုရင်မင်းကြီးသွားတော့မှလည်းဖြစ်တယ်။အဲ့ဒီအခါဆိုရင်တော့ကျွန်တော်ဖို့အမောင်တွင်းမှသာနေရတော့မယ်။ဒီလိုနဲ့ကျွန်တော်လည်းရရှိတဲ့အချိန်လေးအတွင်းအခန်းတစ်ခုလုံးရဲ့ဖွဲ့စည်းပုံမတင်ငါပွဲဖြစ်လာနိုင်တဲ့နေရာစသဖြင့်စိတ်အာယုံမှာဆွဲမြဲနေအောင်မှတ်သားပြီးဖျောင်းနိုင်ကိုစပွဲခုံပေါ်မှာထွန်းထားလိုက်ပြီးတာနဲ့ကတင်မောတက်လိုက်တယ်။ကတင်မောတက်လိုက်တာနဲ့မှုရကအတွင်းတိုင်းသို့လိုတာထက်ပိုပြီးဤဝင်သွားတယ်။ဂျိုင်းအောက်မှာလွှဲထားတဲ့လူကားပစ္စည်းတို့ကိုထုတ်ပြီးဘေးနာချကပတ်လက်လဲချလိုက်တယ်။ကျွန်ုပ်ကတတိရှိရှိနဲ့စောင့်ကြည့်နေရင်ကအချိန်တခဏအတွင်းမှာပဲကိုမယုံနိုင်လောက်အောင်ဖြစ်သွားတယ်။ဦးကုန်းတစ်ခုလုံးမထူနိုင်လောက်အောင်တရိပ်ရိပ်တက်လာတဲ့အမှုတံကိုခံစားလိုက်ရတာကြောင့်ဖြစ်တယ်။ဟာဒါဘလို့မှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး။ငါတောက်ခဲ့တဲ့အရက်ဒီဂရီကဒီလောက်ဝတီစိုးဝါးစရာအကြောင်းမရှိဘူး။ကျွန်ုပ်ကအတိတရားရှိနေခိုင်မှာအလင်းအမြန်မင်းအိတ်ထဲကဆေးပြားတစ်ပြားထုတ်ပြီးကြပြကြရတောက်လိုက်တယ်။အဲ့ဒီအခါမှာအမှုအရှိန်ကတဖြည်းဖြည်းပြန်လဲရော့ကျသွားပြီးတော့နေသားထိုင်သားပြန်ရှိသွားတယ်။ဒီလူတွေငါ့ကိုအရက်ထဲမှာမူးမောစီတဲ့ဓာရုဗေဒစီတစ်မျိုးမျိုးထည့်ပြီးတိုက်လိုက်တာကိုမကြခင်မှာပဲမီးတိုင်မှာမီးစာကုန်ခန်းပြီးမိန်ဖြော့သွားရာကစက္ကန့်မိုင်အတွင်းမှာအဆုံးတိုင်ငိမ့်သွားလေတော့တယ်
အခန်းအတွင်းမှာအမှောင်လွှမ်းသွားပြီးဘာအိုးမှမမြင်ရတော့ဘူးကျွန်တော်လည်းအမှောင်ကိုကျင်သားရစေဖို့မျက်လုံးကိုအတန်ကြာမှိတ်ထားလိုက်ပြီးတဖြည်းဖြည်းနဲ့မျက်လွှာကိုပြန်ဖွင့်လိုက်တော့အမြင်အာရုံကအမှောင်နဲ့စိမ့်မနေတော့ဘူးပရင်းပေါင်းမှဝဲလာတဲ့အလင်းရောက်တစုံတစကြောင့်အခန်းတွင်းအနေအထားကိုတော့မြင်နေရတယ်ကျွန်တော်အတွက်ကံကောင်းတယ်လို့ဆိုရမှာလေဖြစ်တယ်ညီနမထွက်ပြူလာတဲ့တစုံတစလာရောင်လေးကိုအားကိုရလိုက်တော့ကြောင့်ဖြစ်တယ်အချိန်ကလည်းညီတကောင်ရမ်းမင်းကြော်လွန်သွားပြီဖြစ်တယ်ဝင်းကျင်တစ်ခွင်လုံးကလည်းအကြတန်ကြားရလောက်အောင်မင်းတိတ်ဆိတ်နေတယ်တခါတလေမှာတော့တောင်ကုန်းမြစ်ဘက်စီမှာဆွဲဆွဲငင်ငင်ဥလိုက်တဲ့ခွေးဥတန်တွေထွက်ပေါ်လာရုံသာကြားရတယ်တနာရီကျော်ခန့်အချိန်လုံးမြောက်သွားတော့လေထူးခြားမှုဆိုပြီးတော့တစုံတရာဖြစ်မလာသေးတဲ့အတွက်ကျွန်ုပ်လည်းတီးခန့်စောင့်ဆိုင်နေရတယ်အထူးသဖြင့်တတိလက်လို့အိပ်ပျော်မသွားမိစေဖို့အထူးသတိထားနေရတယ်အာယုံတက်အချိန်တော်ရောက်တော့မယ်အခုအထိပါထူးခြားမှုမှဖြစ်မလာသေးဘူးရွှေရင်းကားတွေထောင်ချီရဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်ပဲဒီလူတွေကအပွဲနှွေးလာကြတဲ့သူတွေဆိုတော့မတိကြပဲလုံးမဲ့လူတွေလည်းမဟုတ်ဘူးအရေးကြီးဆုံးကငါအိပ်ပျော်မသွားဖို့ပဲကျွန်တော်လည်းကိုယ်နဲ့စိတ်ကိုတထက်ထဲကြအောင်အတိတရားနဲ့ထိန်ပြီးတော့စောင့်ကြည့်နေရင်ကအမှောင်ထဲမှာကျင်သားရနေပြီဖြစ်တဲ့ကျွန်တော်အကြည့်ရမထင်မှတ်ဖဲဂရင်ချေရင်ပတ်နိုင်ရဲ့စီကပကြီးကားစီတို့အကြည့်ရောက်သွားတယ်ပကြီးကားကိုအသုံးပြုထားသည်မှာအနုမြူစီစေးဖြစ်သည့်ကြောင့်အမှောင်ထဲမှာပဲအယောင်တွေထွက်ပြီးအသက်ဝင်လှုပ်ရှားနေတဲ့အောင်ထင်မှတ်ရတယ်ပကြီးကားတွေကဓားကင်ထားတဲ့ပုံကိုကြီးကကျွန်တော်ကိုပြူးကြည့်နေပြီးတော့ချက်ချင်းခုံထွက်လာတော့မိအတိုင်းအသက်ဝင်နေတယ်မိတို့ဆိုစီကျွန်တော်အဖို့အဲ့ဒီပကြီးကတက်လှန့်တတိပေးတယ်လို့ခံစားလိုက်ရလို့လက်ကချက်ချင်းမဲ့တနက်ကိုစုပ်ကင်မိရတာဖြစ်သွားတယ်။ရင်ဘလို့ဖြစ်တာလဲ။အော်ပွဲအဖြစ်ကြောင့်ကျွန်တော်ရုတ်တရက်တွေးဝေသွားတယ်။အဲ့ဒီပကြီးကားကိုစူးစိုက်ကြည့်နေစင်မှာပဲ။ပကြီးကားတွေကပုတ်ကိုကြီးရဲ့ဥကောင်းကမြင်ကွဲမှပျောက်ကွယ်သွားတော့ကြောင့်လည်းဖြစ်တယ်။အမြင်မှားသလားဆိုတဲ့တန်တရားနဲ့မျက်လုံးကိုတည့်ရချပေါ်ပြီးကြည့်တော့လေဥကောင်းကိုလုံးဝမမြင်ရတော့လို့တစုံတစ်ခုထူးခြားပြီလို့ယုံကြည်လိုက်ပြီးတော့တနက်ကိုအသိအနေအထားပြင်ဆင်လိုက်တယ်။ကျွန်တော်စူးစိုက်ကြည့်နေရင်းကပဲပကြီးကားထဲမှာပုတ်ကိုကြီးရဲ့ကိုယ်တစ်ပိုင်းကိုသာလေးမြင်ရတော့တယ်။တခုခုတော့လွဲနေပြီလို့သတိပြုစင်မှာပဲ၎င်းလွဲချော်နေတဲ့အကြောင်းရင်းကိုသိရတော့တယ်။ကျွန်ုပ်ပကြီးကားစီတော့အာယုံကြရောက်နေတဲ့အချိန်အတွင်းမှာပဲဂရင်အမိုးကြီးကတဖြည်းဖြည်းနဲ့နှိမ့်ဆင်းလာတာဖြစ်တယ်။အဲ့ဒီအမိုးကြီးကတဖြည်းဖြည်းနှိမ့်ကျလာတာကြောင့်ပကြီးကားရဲ့မြင်ကွင်းကိုဖုံးကွယ်သွားတာဖြစ်တယ်။ကျွန်ုပ်သတိပြုမိလိုက်တော့ဂရင်အမိုးကြီးကကျွန်ုပ်မျက်နှာနဲ့အတော်ပင်နီးကပ်လာနေပြီဖြစ်တယ်။အတန်ဟူ၍တစုံတစားမြပြီးထွက်ပေါ်လာခြင်းမရှိတာကြောင့်ဂရင်အမိုးကြီးနှိမ့်ဆင်းလာတယ်လို့ဘယ်သူမှရှိမိကြမှာမဟုတ်ဘူး။အနားရောက်လာတော့အဲ့ဒီအမိုးကြီးကပုံမှန်မဟုတ်ဘဲနဲ့ဆိုဖာကြီးကတ်ထားတာကိုကျွန်ုပ်သိရတော့တယ်။ကျွန်ုပ်လည်းအံ့ဩစိတ်နဲ့တွေးဝေးငေးကြည့်နေရင်ကရုတ်တရက်အတိတစ်ချက်ရလိုက်လို့သာတေဘေးကနေတီတီကလေးလွတ်မြောက်သွားတာလည်းဖြစ်တယ်။ဂရင်အမိုးကြီးတဖြည်းဖြည်းနှိမ့်ဆင်းလာပြီးကျွန်ုပ်ခန္ဓာကိုယ်နဲ့လွန်စွာနီးကပ်လာစင်မှာပဲကျွန်ုပ်လည်းဂရင်အောက်သို့လှိမ့်ချနိုင်ခဲ့လို့သာလွတ်မြောက်ခဲ့ခြင်းဖြစ်တယ်။ကျွန်ုပ်ကျမ်းမြင့်မော်သို့ရောက်တာနဲ့ဂတင်မှွေရနဲ့အပေါ်မှနှိမ့်ဆင်းလာတဲ့ဂရင်အမိုးမှွေရတို့ဖိကတ်သွားတာကိုမြင်လိုက်ရတာနဲ့ကျွန်ုပ်ရဲ့တသက်မှာဘယ်တော့မှမဖြစ်ပေါ်ဘူးတဲ့တုံလောက်ခြောက်ခြားမှုမျိုးခံစားလိုက်ရတယ်။ကျွန်တော်ဟာအခိုက်အတက်ငိုင်းတွေးပြီး၎င်းဂရင်ကြီးကိုငေးကြည့်နေမိတယ်။ရုတ်တရက်ဖြစ်တည်သွားတဲ့တုံလောက်ခြောက်ခြားမှုစိတ်အလျင်ကိုအမြန်ထိန်းချုပ်လိုက်ပြီးဂရင်ကြီးရဲ့အမိုးကိုရှိသမျှအားကုန်သုံးပြီးပင့်မလိုက်တယ်။အမိုးကအနှင်းငင်များပင်ကြွတက်လာခြင်းမရှိဘဲနဲ့ဖိကက်နေတယ်။ကျွန်ုပ်ပြင်းသက်တစ်ချက်ရှိုက်လိုက်ပြီးအခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။၎င်းအမိုးကြီးအောင်ရောက်ရှိသွားသူမိသူမဆိုရုံထွက်မရတော့ပဲအချင်းအခိုက်အတန့်အတွင်းမှာအသက်ရှူရက်ပြီးတေဆုံးသွားမှသိကြပါတယ်။ငါသာတတိလက်လို့ဖြစ်သွားပြီးအိပ်ပျော်သွားလို့ကတော့အခုလောက်ဆိုအသက်ဘယ်လိုထွက်သွားမှန်းတော့သိလိုက်မှာမဟုတ်ဘူး။အော်ဒီလူတွေအတော်အကြံကြီးပြီးတော့တော်တော်ရုပ်မှာကောက်ကျစ်တဲ့သူတွေပဲတွေ့ကြတာပေါ့ကွာ။ဂရင်ကြီးရဲ့၎င်းအခြေအနေကိုကျွန်ုပ်ဒီနာယီကိုကြည့်ရင်ချိန်ကိုမှတ်သားနေမိတယ်။မိနစ်20ခန့်အကြာမှပဲဂရင်ကြီးရဲ့အမိုးမှာအပေါ်သို့တဖြည်းဖြည်းပြန်လဲမြင့်တက်သွားရာကငကိုအခြေအနေအတိုင်းပြန်လဲရောက်ရှိသွားတယ်။ကျွန်ုပ်ကျင်းနဲ့စွာပြုံးလိုက်ပြီးအားသေးအတွက်အဆုတ်တွင်းသို့လေကိုအားပါတရရှူသွင်းပြလိုက်တယ်။လင်းအာယုံရောင်ကြီးတို့ပြက်ပြက်ထင်းထင်းကြားရောက်နေပြီဖြစ်တဲ့နောက်တနေ့မနက်9နာရီခန့်အချိန်မှာ၎င်းဒုက္ခပုံစံအိမ်ကြီးအတွင်းမှာအောက်ပါအတန်တွေညံ့ညံ့စီစီထွက်ပေါ်လာလေတယ်။ကျုပ်ကအသက်နဲ့ရင်ပြီးလောင်းကြီးထက်ရတဲ့အလောင်းဝစားကိုမှကြိုက်တယ်ဆိုတဲ့တနေသားဧည့်သည်စိမ့်လေးအခန်းထဲမှာစိမ့်ကြနေပြီထင်တယ်ကွ။မနိုးသောစိမ့်ကြခြင်းမျိုးနဲ့စိမ့်ကြနေမှာပေါ့အာစရီရဲ့ဒီတစ်ချိန်ဒိုးရလိုက်တဲ့လောင်းကြီးကအမခမ်းမေကွ။ဒီကောင်ကလောဘတက်ပြီးသူအနိုင်ရလိုက်တဲ့ရွှေတင်းကားတွေကိုအကုန်ပုံအောပြီးထိုးလိုက်တာတနာစီကတော့အကောင်းသားအာစရီတနာရင်တော့ဒီကောင်အလောင်းနဲ့အတူရွှေတင်းကားတစ်ပြားလောက်တော့ထည့်ပေးလိုက်ပါဗျရွှေတင်းကားတစ်ပြားနဲ့အတူအရက်ပလင်းမှထည့်ပေးလိုက်ပါမယ်ကွာကျွန်တော်ရှိရအခန်းနဲ့တဖြည်းဖြည်းနီးကပ်လာပြီးဖြစ်တော့အတန်တွေကတဖြည်းဖြည်းကျေလောင်လို့လာတယ်မကြပါဘူး
တော်ကလောက်အတွင်တော့တန်ထည့်ပြီးတောဖွင့်တန်ကိုကြားလိုက်ရတယ်ကျွန်တော်လည်းလူသေးတူးကဲသို့ဂရင်မောမှာပတ်လက်ကြီးဆန့်ဆန့်လှဲနေရင်ကနားဆွေနေလိုက်တယ်ကျွန်တော်ဘေးမှာလောင်းကြီးထပ်ထားတဲ့ရွှေရင်းကားတုပ်ကြီးရှိနေတယ်အော်ငါတို့မျိုးကတင်းချိုင်းမြေမှာမြေပုံတစ်ခုတော့ထပ်တူသွားပြီပေါ့ကွာကဲဒီလောင်းကြီးတွေယူပြီးတော့ဒီကောင်းကိုတင်းချိုင်းပို့ဖို့လောက်ကြဟဲ့ပလိတ်တွေမေးတာကတော့ထုံးစံအတိုင်းတို့တွေဖြေကြတာပေါ့ကွာအဲ့ဒီသူတွေအခန်းထဲရောက်လာပြီးကျွန်တော်ကိုကြည်ရင်ကပြောလိုက်တာလေးဖြစ်တယ်ကျွန်တော်လိုချင်တဲ့အချိန်ကောင်းကိုရောက်လာပြီဖြစ်တယ်သူတို့ထဲကတယောက်သောသူကကျွန်တော်ဘေးကရွှေတုံးအိတ်ကြီးကိုလှမ်းယူလိုက်စင်ပါပဲအောင်မလေးဗျာဟာဘလို့ဖြစ်တာလဲကျွန်တော်ကရွှေတုံးအိတ်ကြီးကိုစက်ခနဲ့လှမ်းယူလိုက်ပြီးမျက်လုံးကိုဖက်ပြုတ်မျက်လုံးကြီးပမာအစွမ်းကုန်ပြူးချေပြလိုက်တာနဲ့အဲ့ဒီသူကလိပ်ပြလွှဲမတက်ကြောက်လန့်သွားပြီးခန္ဓာကိုယ်ကနောက်သို့ရိုင်ကဖင်ထိုင်ကျသွားတယ်ကျန်သူများမှလည်းအထိတ်တက်လန့်ဖြစ်သွားပြီးနောက်သို့ဆုတ်သွားကြတယ်ကျွန်တော်ကလဲလျောင်းနေရကထထိုင်လိုက်ပြီးသူတို့အားလုံးကိုတနက်နဲ့ချိန်ရွေးလိုက်ပြီးကဲမင်းတို့ဘယ်သူတွေလဲဆိုတာငါသိတယ်တယောက်မှမလှုပ်နဲ့မင်းတို့အားလုံးအခန်းတောင်မှငြိမ်ငြိမ်လေးရက်နေကြစမ်းလို့လေးတန်းခတ်မာနဲ့ပြောလိုက်ပြီးဂရေမော်မှဆင်းလိုက်တယ်သူတို့ကတန်တအောဖြစ်ပြီးတော့ကျွန်ုပ်ကိုကြည့်ရင်သူတို့အချင်းချင်းပဲစကားမပြောနိုင်ဖြစ်နေကြတယ်အဲ့ဒီအချိန်မှာပဲဒုက္ခပုံစံအိမ်ကြီးဝင်းကျင်တဝိုက်ကိုအုပ်ချုပ်ရမှုဦးဆောင်ပြီးတော့ပလိတ်သားအချို့ရောက်ရှိနေပြီဖြစ်တယ်အဲ့ဒီအချိန်မှာပဲထင်မှတ်မထားတဲ့ဖြစ်ရတစ်ခုရုပ်ချင်းဖြစ်ပေါ်လာတယ်ဂရေမော်မှအမိုးကြီးကဝုန်းကနေပြုတ်ကျလာတာဖြစ်တယ်ရုတ်တရက်ဖြစ်လို့ကျွန်ုပ်လည်းအထိတ်တလန့်ဖြစ်သွားတယ်ကျွန်တော်အဖို့ဒုတိယအချိန်မြောက်အသက်ဘီယာနေတီတီကလေးလွတ်မြောက်သွားရပြန်တယ်၎င်းတရင်ကအတိတစ်ချက်လွတ်သွားတာကိုအခွင့်ကောင်းယူပြီးအခန်းထဲမှာပုံကိုလေးဦးကလှစ်ခနဲ့ပြေးထွက်သွားလေတယ်အဲ့ဒီသူတို့နောက်တော့ကျွန်ုပ်ပြေးလိုက်မသွားတော့ပဲဂရင်ကြီးကိုသာအတိအချကြည့်နေမိတယ်တကယ်တော့အဲ့ဒီဂရင်အမိုးကြီးကကျွန်ုပ်ဂရင်ပေါ်မှာရှိနေသေးတဲ့အထင်နဲ့အောက်သို့ဝုန်းကနေပြုတ်ချလာတာဖြစ်တယ်ဒီတစ်ချိန်တော့တဖြည်းဖြည်းရှော့ဆင်းလာတာမျိုးမဟုတ်ဘဲနဲ့အမိုးဆိုဖာနဲ့ဖိတက်ခြင်းနဲ့ဖြစ်တယ်အမိုးအောက်ကိုရောက်နေတဲ့အခါမှာဘေးကဂရင်တိုင်းလေးကဒီရတိုင်းကျန်းနေခဲ့ပြီးအလဲမှာဂရင်အမိုးကြီးကိုဆွဲထားတဲ့တန်ပိုက်လုံးကြီးတစ်လုံးကိုတွေ့ရတယ်အတွင်တနေရာမှတစုံတစ်ယောက်က၎င်းတန်ပိုက်ကြီးကိုချင်းကျိုးနဲ့တွဲထားပြီးဆွဲချဆွဲတင်ပြုတ်လုံနေဟန်ရှိတယ်ဒါကြောင့်လဲအမိုးကြီးတဖြည်းဖြည်းနှိမ့်ကျလာတာကိုအမှောင်ထဲမှာမသိလိုက်ဖေဖိတက်ခံလိုက်ရခြင်းဖြစ်တယ်ဂရင်ကြီးရဲ့အနေအထားကိုလေ့လာကြည့်ရှုနေစဉ်မှာပဲအခန်းထဲသို့အုပ်ချုပ်ရမှုနဲ့ပလိတ်တချို့ရောက်ရှိလာကြတယ်စိုးရင်လိုက်ရတာဆရာပုံနကရဲ့အားလုံးပြီးသွားပြီလို့မှတ်ယူလိုက်တော့အုပ်ချုပ်ရမှုရဲ့စောစောလူတွေထွက်ပြေးသွားကြတာကိုဘာမှမစိုးရိမ်နဲ့သူတို့တွေဒီအိမ်ကြီးရဲ့တနေရာမှာရှိကိုရှိတယ်လူတွေကိုလက်တယ်မပေါ်အောင်တတ်တဲ့တရခန်ကြီးကတော့တချောင်းမဟုတ်ဘူးဒီဂရင်ကြီးပဲအုပ်ချုပ်ရမှုနဲ့ပလိတ်တွေလေဂရင်ကြီးကိုကြည့်ရင်တန်တအောဖြစ်နေတယ်ဒီဂရင်ကြီးကအခုမှတီထွင်ထားတာမဟုတ်ဘူးရှေးအစဉ်အဆက်ကလေးကတီထွင်ခဲ့ကြတာပေါ့ဒီဆက်အိမ်ကြီးရဲ့မျိုးနွယ်စုတွေတယောက်ပြီးတယောက်တည်ဆုံးသွားကြတာဒီဂရင်ကြီးကြောင့်ပဲမျိုးနွယ်စုတွေတယောက်တယောက်ကိုမကြိုက်တော့ဘူးဆိုရင်ဒီဂရင်ကြီးကိုအသုံးပြုပြီးတပ်ပစ်ကြတာပေါ့ဒီဘက်ခေရောက်လာတော့ဒီဂရင်ကြီးရဲ့လျှို့ဝှက်ချက်ကိုတီထားတဲ့လူတွေကဒီဂရင်ကိုအသုံးပြုပြီးစီးပွားရှာကြတာပေါ့ဒီအခန်းမှာတညအိမ်ဝင်နေသူရှိလောင်းကြီးကိုမတ်လောက်အောင်ပေးပြီးတော့ဆွဲဆောင်နေလောင်းနေသူကလည်းတညအိမ်ယုံနဲ့လောင်းကြီးတွေမတ်လောက်အောင်ရမှာဆိုတော့လောင်းရတာပေါ့အဲ့ဒီလောင်းနေသူကိုအရက်မူးအောင်တိုက်ပြီးတော့အဲ့ဒီအခန်းထဲသွားထည့်ထားလိုက်တယ်ဒီဂရင်ချင်းနိုင်ရန်ကပကြီးကားကလည်းလူစိတ်ကိုခြောက်ချသွားအောင်ဖန်တီးထားတာဂဒေမော်တက်အိတ်တဲ့လူကခြေရင်ကပကြီးကားကိုကြည့်မိတာနဲ့ထိတ်လန့်တုန်လှုပ်လာမယ်ဒါအောင်မကြည့်ရတော့မျက်လုံးကိုမှိတ်ပြီးအိတ်ပြောအောင်ကြိုးစားနေတော့အပေါ်ကဂရင်အမိုးကြီးကတအီအီကျလာပြီးဖိသက်လိုက်တာပါပဲအုတ်ချုပ်ရည်မှုကအတော်ကိုစိတ်မသက်မသာဖြစ်သွားပုံနဲ့ပင်သက်တစ်ချက်ကိုရှိုက်လိုက်ပြီးတော့အတော်ကိုအကြံကြီးကြီးနဲ့ရုံမော်ပတ်ဆက်တဲ့သူတွေပဲဗျဒါတခုတည်းဟုတ်ယူလားဗျဒါကိုအကြောင်းပြုပြီးတော့သူတို့ရဲ့အဓိကဒုစရိုက်လုပ်ငန်းကရွှေတင်းကအတုတွေထုတ်လုပ်တာပဲပေါ့ဒီဆက်အိမ်ကြီးရဲ့မြေအောင်ခန်းတစ်ခုခုမှာရွှေတင်းကအတုလုပ်တဲ့ဆက်တွေရှိကိုရှိရမယ်လို့ကျုပ်ပြောရည်တယ်အဲ့ဒီတော့ကျွန်ုပ်တို့လေအချိန်ဖိနှွေမနေတော့ပဲအိမ်ကြီးအတွင်းရဲ့ပြင်ကိုအသေးစိတ်စစ်ဆေးကြည့်ရှုကြရင်ကတနေရာမှာတော့ကျွန်ုပ်တွေးထင်ထားတဲ့အတိုင်းအမှန်ပင်တွေးရှိလိုက်တယ်လေကားခုံအောက်မှာအောက်ဖက်သို့စင်းတဲ့အပေါက်ကိုပိတ်ထားတယ်အမုံတစ်ခုကိုတွေးလိုက်ရလို့အဲ့ဒီအဖုံကိုဆွဲဖွင့်လိုက်တော့မြေအောင်ခန်းကိုစင်းတဲ့လေကရစ်တွေရှိနေတယ်အဲ့ဒီလေကရစ်အတိုင်းဆင်းလိုက်ကြတော့လေကားထိပ်20ခန့်ဆင်းလိုက်တဲ့အခါအတော်အတန်ကျဲဝန်းနဲ့မြေအောင်ခန်းကြီးကိုတွေးလိုက်ရတယ်တစ်ဆက်သေးဆိုသလိုရွှေတင်းကအတုပြုတ်လို့တဲ့ဆက်ကြီးကိုလည်းတွေ့ရတယ်လက်နက်တွေကိုအသင့်အနေအထားကိတ်ဆောင်ပြီးအခန်းအတွင်းလှည့်လေရှောက်ဖွေးတော့လေမိသူတဦးတယောက်ကိုမှမတွေ့ရှိပဲနဲ့နောက်ဖက်သို့ထွက်တဲ့မလွယ်ပေါက်တစ်ပေါက်ကိုသာတွေ့ရတယ်ကျွန်ုပ်တို့လေအဲ့ဒီအပေါက်မှာအပြင်ကိုထွက်ခဲ့တယ်လေလာကြည့်လိုက်တော့အိမ်ကြီးရဲ့နောက်ဖက်စီသို့ထွက်တဲ့အပေါက်ဖြစ်နေတယ်အတော်အတန်လျှောက်လှမ်းသွားမိတဲ့အခါမှာအိမ်ကိုဝင်းရံထားတဲ့ပလိတ်တွေကအန်းကုန်းကြီးနဲ့တခြားလူ၄ယောက်ကို
လက်ထိတ်ခတ်ဖမ်းဆီးထားပြီးဖြစ်တယ်လူသက်မှုတိုင်းကိုအဓိကကြိုးကင်ပေးသူကအကုံကြီးဖြစ်တယ်လို့ရွှေတင်းကားတွေပြုတ်လုတဲ့ဂိုင်းကောင်းဆောင်ကလည်းအကုံကြီးပင်ဖြစ်ကြောင်းနောက်မှစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးအဲ့ဒီအမှုအခင်းကြီးကိုအဆုံးတိုင်ဖြိုခွင်းနိုင်ခဲ့တဲ့ကျွန်ုပ်နဲ့၎င်းဒေသရှိပလိတ်အမှုဒန်းတွေကိုစုံတော်မင်းညထူးအိတ်ခံကျွေးမွေးပြီးတော့နာမည်ကောင်းတစ်စိတ်တွေပေးရချီးမြှင့်ခဲ့ရာမိတို့ဆိုစီအဲ့ဒီဖြစ်ကကျွန်ုပ်ဘဝအတွက်မမိနိုင်တဲ့ပုံရိပ်တစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာတင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဇလန်းအစမှအဆုံးတိုင်းနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်